every time မင်းမလာချံပြီးမဲ့တော့ရဲ့ဒီရောများဖြစ်စည်းနေတဲ့ area စုစုပေါင်း250 acre အခြေဝန်းပေါ်မှာ ecological mangrove restoration ခေတ်အခြေပြုဒီရောပြုစုပြုထောင်ရေးလုပ်ငန်းပဲဖြစ်ပါတယ်မင်းမလာချွေရဲ့အတွင်းပိုင်းကိုဒီမရောက်နေတဲ့အတွက်ကြောင့်မို့ဒီပေါ်မှာအမိပြုပြီးတဘာဝအလျောက်ကြီးထွားရှင်သန်ပြန်ပွားတဲ့ဒီရောပင်တွေဟာလည်းပဲတဖြည်းဖြည်းလဲပါပြီးတော့ပြတ်ကွယ်လာခဲ့ရတာဖြစ်ပါတယ်အခုလိုရေမြောင်းကိုစနစ်တကျပေါက်လုပ်ပေးလိုက်တဲ့အခါမှာတော့ဒီဟာပုံမှန်အတက်အကျအချိန်တိုင်းပြန်လည်ဝင်ရောက်လာတဲ့အခါမှာဒီရောနဲ့အတူဒီရောပင်ရဲ့သစ္စေများကမျောပါလာပြီးတော့ဒီရေမြောင်းတစ်လျှောက်မှာဖြည်းဖြည်းနဲ့ဒီရောပင်များပြန်လည်တွေ့ရှိလာခဲ့ရပါတယ်ခုလိုရေနဲ့ပါလာပြီးသဘာဝလျောက်မျိုးဆက်လာတဲ့ဒီရောပင်ရဲ့ရှင်သန်ကြီးထွားမှုကိုစိတ်ကောက်ယူရပါတယ်ဒီရောမျိုးဆက်မိခင်ပင်ကြီးများမရှိတဲ့နေရာများမှာတော့တစ္ဆေတွေကိုအခုလိုစုဆောင်းပြီးတော့ဒီရေအဝင်ရေမြောင်းထိတ်ကတာတစ္ဆေတွေကိုကုန်းတွင်းပိုင်းသို့ဒီရေနဲ့အတူမျောပါသွားစေပြီးဒီရေတော့အပင်ကလေးများပြန်လည်မျိုးဆက်ပြန်ပွားစေရတဲ့ဒီစနစ်ဖြစ်ပါတယ်မိုးရသည့်အချိန်မှာအပင်များကိုပေါင်းရှင်းပေးရခြင်းဖြင့်ဒီရောပင်များရဲ့တမျိုးများပေါက်ရောက်မှုကိုလည်းနမူနာအခွင့်များချမှတ်ပြီးတော့ပုံမှန်စည်ရင်ကောက်ယူမတန်းတင်တဲ့လုပ်ငန်းများကိုဆောင်ရွက်ကြပါတယ်ပုံမှန်ဒီအတက်အကျမှာဒီရောသစ္စေများမျောပါသွားပြီးတော့တဘာဝအလျောက်မျိုးဆက်ပြန်ပွားတဲ့လေးစနစ်ကိုအခြေခံပြီးဆောင်ရွက်ထားဖြစ်လို့ ecological mangrove restoration ဒါမှမဟုတ် nature based mangrove restoration နည်းစနစ်လို့လည်းခေါ်ဆိုနိုင်ပါတယ်